ရှူလာပြန်ရွှေမန်းသားရလို့အာကြီးဝါလို့လာတယ်သူဆိုရင်မင်္ဂလာပါရှင်သမီးခုဖြော်ရမယ့်တခြင်းလေးရတော့သမီးရဲ့ဖိုးရွှေမန်းတင်မောင်ရဲ့ဇနီးဖြစ်တယ်သမီးရဲ့ဖွားကြီးတော်သိန်းည40ခါတည်ဆိုခဲ့တဲ့တခြင်းလေးဖြစ်ပါတယ်တင်းညနံပါတ်3လို့မြည်ရပါတယ်ရှင်သမီးကဖွားကိုဂုဏ်ပြုတော်အပြင်ဒီဆိုကောက်ကြမှာဖြစ်ပါတယ်ရှင်။သမီးဆိုတာကမှာအမှားပါခဲ့လို့ရှင်။ခွင့်လို့ပေးပါလို့ကြိုတင်ပြီးတော့တောင်းပန်ပါတယ်ရှင်။မှားပါမှားတိတ်ညွန့်နံပါတ်ကိုရဖွားကိုပုံပြတာကိုရဖွားကိုပုံပြမိမလေးလို့သူ့ဖွားသူငငယ်လေးအော်တိတ်ညွန့်နံပါတ်လားဟုတ်ပါတိတ်ညွန့်နံပါတ်ကျွန်တော်ဘဝတော်သိညွန့်ပါဗျာဟုတ်ပါဘဝတော်သိညွန့်ဟာကျွန်တော်မွန်ပြည်နယ်မှာဆိုရင်3ပါလားမသိညွန့်လို့ခေါ်ပါအမည်3ပြရရတယ်နော်ဟုတ်ပါမနေ့ကကြည်လာဟုတ်တယ်နေ့လေတစ်ခါကြည်လာညတစ်ခါကြည်လာဒါကြောင့်မွန်ပြည်နယ်မှာ3ပါလားတော်သိညွန့်လို့ခေါ်တယ်အိုးဘဝဦးဒီမောင်73နှစ်သားအရွယ်ကျွန်တော်တို့ဇက်ထောင်တဲ့အခါမှာဟုတ်ကဲ့ဘဝခေါ်တော့နှစ်ဘူးဓာရွာလေးထိုင်တယ်သူရှဲအကြောင်းကျပေါင်းပဲမြည်လေးတွေဟောမျိုးတဲ့ဘူးဟွာလားဟုတ်လားအဲ့ဒါပြန်ပြီးတော့ထုတ်ကုန်မယ်ကောင်းနေဗျာအားစိတ်လာတော့အလီမရဲ့သနီးကျော်လေးတော့တင်းညွတ်ဟွာရွှေမန်းသားရလို့အာကြီးဝါလို့လာတယ်
ဆိုရင်နိုင်ငံတော်ကျုံးမယ်တိတ်မြို့လို့ခေါ်ဆိုရင်နိုင်ငံတော်ကျုံးမယ်တိတ်မြို့လို့ခေါ်ဆိုရင်ဖူးစားဖက်ရဲ့ပူစွာသက်သက်ဆရာထားသည်သားလို့ဖြာရရင်အင်းများဖို့ပဲအင်းကဝါအလေးငါရဲ့ဒီကိုသားဝဲရရေသွင်းတယ်မိဒီမောင်သားဝဲရဲ့ဟဲ့ဟိုဝါသားကြီးစိတ်ဓာတ်တို့